။
စုတော်ဝေအားတောင်းချင်းမြင့်သွားပါလေခင်ဗျာသူတော်ဝင်အားတောင်းချင်းမြတ်ပါလေခင်ဗျာဒီချောင်းဒီအိမ်ဆောင်ပစ္စည်းရောင်းဝယ်ရေး